ဒီခီးတွေကိုမြင်လိုက်ရင်များတော့အဖြစ်လူတွေအတွက်အကျိုးမပြုဘူးစားလို့လည်းမရဘူးလို့ထင်မြင်ကြပါတယ်တကယ်ရောအဲ့လိုဟုတ်ပါတလားအားလုံးပဲမင်္ဂလာပါဒီနေ့အစီအစဉ်မှာတော့စပားဆိုင်တောင်တူလေဓမားများရဲ့ရန်သူဖြစ်တဲ့ရွှေခီးတွေရဲ့အကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ရွှေခီးကိုတောင်အမေရိကဘက်မှာ Golden Apple Snail ရွှေပန်းတီးခီးလို့ခေါ်ဝေါ်ကြပါတယ်သူ့ရဲ့ပုံပန်းတံကရွှေရောင်ပန်းတီးနဲ့တူလို့ပဲဖြစ်ပါတယ်ရွှေခီးတွေနဲ့မျိုးရင်းတူတဲ့ Ambularidae မျိုးရင်းထဲမှာရေချိုခီးမျိုးစိတ်ပေါင်း40လောက်ရှိပြီးအားလုံးကို Apple Snail ပန်းတီးခီးလို့အလွဲခေါ်ကြပါတယ်1980ခုနှစ်ကာလလောက်ကဒီရွှေခီးတွေဟာသူတို့ရဲ့ဇာတိဖြစ်တဲ့တောင်အမေရိကတိုက်ကနေပြီးမှအာရှတိုက်ဘက်ကိုမွေးမြူစားတောက်ဖို့ရန်အတွက်ဆိုပြီးတင်သွင်းခဲ့ကြပါတယ်ဒါပေမဲ့မကြာခင်မှာပဲဒီရွှေခီးတွေကိုစားတုံးတဲ့လူမရှိလို့ဈေးကွက်မရနိုင်တာကိုမွေးမြူသူတွေကသိရှိလာကြပါတယ်ဒါနဲ့ပဲမွေးမြူထားတဲ့ရွှေခီးတွေကိုစက်မမွေးကြတော့ပဲမြေချောင်းတွေထဲကိုအလွယ်တကူလွတ်ပေးလိုက်ကြပါတယ်အခုဆိုရင်တော့အရှေ့တောင်အာရှဒေသတွေမှာဒီရွှေခီးတွေရဲ့ဒုက္ခကိုအဆိုးရွားဆုံးခံနေရပြီပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီခီးတွေကစပားပင်တွေကိုအကြီးကျယ်ဖျက်ဆီးစားတုံးတတ်ကြပြီးနှိမ်နှင်းရအလွန်ခက်တဲ့ကျူးကျော်မျိုးစိတ်ဖြစ်နေလို့ပါပဲဒါပေမဲ့ဒီခီးတွေကသူတို့ရဲ့ဇာတိဖြစ်တဲ့တောင်အမေရိကတိုက်မှာတော့အကျိုးပြုမှုအချို့ရှိနေပါသေးတယ်ဥပမာမျိုးတုံးလူနီပါငှက်အချို့ကဒီရွှေခီးတွေကြောင့်ပဲမျိုးတုံးမဲ့အန္တရာယ်ကနေလွတ်မြောက်ခဲ့ရပါတယ်ရွှေခီးတွေကအသက်ရှင်နိုင်စွမ်းအလွန်မြင့်မားကြပါတယ်သူတို့ကဗဟတ်နဲ့ရောအစုံနဲ့ပါအသက်ရှူနိုင်ကြတဲ့အတွက်ရေများတဲ့မြစ်တွေအင်းအိုင်တွေအပြင်ရေတိမ်နဲ့လေကွင်းနဲ့ချောင်းငယ်တွေမှာပါရှင်တန်နိုင်ကြပါတယ်ရေခမ်း6ချိန်မှာလဲရွှွန့်နွန်ထဲတိုးဝင်ပြီး6လကျော်အထိအသက်ရှင်နိုင်ကြပါသေးတယ်အစားအသောက်အနေနဲ့ဆိုရင်ရွှေခီးတွေကအစုံစားတတဝါဖြစ်တဲ့အတွက်ဘာမှမရွေးပဲအကုန်စားတတ်ကြပါတယ်အရွက်နှူးတွေကိုလည်းကြိုက်ကြတယ်လို့ပုတ်တိုးနေတဲ့အပင်တွေကိုလည်းစားပါတယ်ရေညှိနဲ့ပိုးမွားလေးတွေကိုလည်းစားတဲ့အပြင်ရေထဲမှာရှိတဲ့ organic အမုံလေးတွေနဲ့တောင်မှအသက်ရှင်နိုင်ကြပါတယ်ရွှေခီးတွေရဲ့ကိုယ်လုံးကိုယ်ထဲကလည်းအလွန်ကြီးပါတယ်9မှ8စင်တီမီတာလောက်အထိရှိတတ်ပြီးပိုကြီးတဲ့အကောင်တွေဆိုရင်10စင်တီမီတာကျော်အထိရှိနိုင်ပါတယ်ဘလောက်တောင်အစာကြီးတလဲဆိုတာတွေးကြည့်လို့ရပါတယ်ရွှေခီးတွေကအသက်ရှင်နိုင်စွမ်းအလွန်မြင့်မားတယ်လို့မျိုးပွားနိုင်စွမ်းကလည်းအလွန်မြင့်မားကြပါတယ်သူတို့ရဲ့ဥတွေကိုလူတော်တော်များများမြင်ဖူးကြမယ်လို့ထင်ပါတယ်ပန်းရောင်တောက်ဥအဆူအဝေးလေးတွေပါပဲအယောင်ကြီးတာနဲ့အန်ဒီရရှိတာကိုတွေ့နိုင်ပါတယ်သူ့ဥထဲမှာအာယုံကြောအစိတ်အတောက်တွေပါဝင်တာဖြစ်လို့ဘယ်သူမှမစားရကြပါဘူးရေနေအပင်တွေရဲ့ပင်စီနဲ့အရွက်တွေပေါ်မှာဒါမှမဟုတ်ကန်းဆက်ကကြောက်တုံးနဲ့ကံပေါင်တွေပေါ်မှာကပ်ပြီးဥထားတာကိုတွေ့ရတတ်ပါတယ်ဥအဆူအဝေးတစ်ခုမှာဥအရေအတွက်က10ကနန်းကနေရာကနန်းအထိပါဝင်နိုင်ပါတယ်ဒီလိုဥအဆူအဝေးတွေကိုရွှေခီးတစ်ကောင်ကတစ်နှစ်အတွင်းမှာအခု20ကနေ30လောက်အထိဥနိုင်ကြပါတယ်နှစ်ပတ်လောက်ကြာရင်ဥတွေကပေါက်လာကြပြီးမျိုးဆက်တဲ့ရွှေခီးပေါင်းများစွာကအုပ်စုလိုက်ရေထဲကိုဆင်းသွားကြပြီးမှထိုဒေတာရဲ့ရေနေပင်တွေအထူးသဖြင့်စပားပြိုးပင်တွေကိုစတင်ဖျက်ဆီးစားတုံးပါတော့တယ်ဒါကြောင့်မလို့နိုင်ငံတော်တော်များများကသူတို့ကိုတင်သွင်းခွင့်ကန့်သတ်ထားကြခြင်းဖြစ်ပါတယ်ရွှေခီးတွေကသူတို့ရဲ့ဇာတိဖြစ်တဲ့တောင်အမေရိကမှာတော့ဒီလိုဖျက်ဆီးပွားများနိုင်ခြင်းမရှိလို့ကာကွယ်စရာလည်းမလိုပါဘူးအကြောင်းရင်းကတော့သူတို့ကိုစားတုံးတဲ့တဘာဝရန်သူတွေအလွန်များပြီးပွားများမှုနှုန်းကိုကောင်းကောင်းထိန်းချုပ်ထားနိုင်လို့ပဲဖြစ်ပါတယ်ထို့အပြင်သူတို့ရဲ့ဇာတိမှာစားရတဲ့အစားအစာကလည်းအာရှဘက်ကလိုစပားပြိုးပင်နူလေးတွေမဟုတ်ပဲပုတ်တိုးနေတဲ့တရိษံနဲ့အပင်အကျွင်းအကြံတွေကိုပဲစားသုံးရတဲ့အတွက်ကြောင့်လည်းပါပါတယ်တောင်အမေရိကတိုက်ရဲ့အလဲပိုင်းဒေသကကမ္ဘာအကြီးဆုံးစိတ်မြေဖြစ်တဲ့ပန်တာနယ်စိတ်မြေမှာရှိတဲ့ရွှေခီးတွေဟာအာရှဘက်ကရွှေခီးတွေရဲ့နေထိုင်မှုပုံစံနဲ့လုံးဝမတူညီကြပါဘူးသူတို့ကအဓိကအဖြစ်ရေအောက်မှာပုတ်တိုးနေတဲ့တရိษံနဲ့အပင်အကျွင်းအကြံတွေကိုပဲစားသုံးကြရပါတယ်အကြောင်းရင်းကတော့အဲ့ဒီဒေတာကအပင်တွေကြောင့်ပါသူတို့ဒေတာမှာရှိတဲ့အပင်တော်တော်များများမှာဖီနိုလစ်ဓာတ်ပေါင်းတွေပါဝင်ပါတယ်ဒီဓာတ်ပေါင်းတွေကအပင်စားတတဝါတွေအတွက်အဆိပ်ဖြစ်စေပြီးရွှေခီးတွေကလည်းဒါကိုကြောက်ကြပါတယ်အပင်တွေပုတ်တိုးသွားပြီးအဆိပ်ဓာတ်တွေကလည်းရောကျသွားတဲ့အခါမှသာသူတို့ကထိုပုတ်တိုးတဲ့အပင်တွေကိုရွေးပြီးစားကြရပါတယ်
အာရှတိုက်မှာတော့ဒီလိုအပင်မျိုးမရှိတဲ့အတွက်ရွှေခူးတွေကကြောက်စရာမလိုတော့ပဲစပားပြုတ်ပင်တွေကိုစိတ်ကြိုက်စားတောက်နိုင်ကြပြီးအာဟာရပိုပြေးဝလာတဲ့အပြင်တဘာဝရန်သူလည်းမရှိတဲ့အတွက်ထိမ့်မနိုင်အောင်ပွားများလာခြင်းဖြစ်ပါတယ်ရွှေခူးတွေဟာသူတို့ရဲ့ဇာတိတောင်အမေရိကမှာတော့အလွန်အရေးကြီးတဲ့တာဝန်တစ်ခုကိုထမ်းဆောင်ကြပြီးအကျိုးပြုမှုတွေရှိတဲ့အပြင်ရွာသူရွာသားအားလုံးရဲ့မျှော်လင့်ချက်လို့တောင်ပြောဆိုနိုင်ပါတယ်တောင်အမေရိကတိုက်မှာရှိတဲ့ပန်တနယ်စိတ်မြေဟာနှစ်စဉ်6တွေ့ရာသီရောက်ရင်ရေမျက်နှာပြင်ကကျဆင်းသွားပြီးမြက်ခင်းပြင်ကြီးဖြစ်သွားကရေအိုင်ငယ်လေးတွေပဲကျန်ခဲ့ပါတယ်မိုးရာသီပြန်ရောက်ချိန်မှာရေမျက်နှာပြင်ကပြန်တက်လာပြီးမြက်ခင်းပြင်ကိုရေလွှမ်းမိုးသွားကစိတ်မြေကြီးကပြန်လည်အတက်ဝင်လာပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပြဿနာတစ်ခုရှိလာပါတယ်အဲ့ဒါကတော့6တွေ့ရာသီတုန်းကပေါက်ရောက်နေတဲ့မြက်ပင်တွေဟာရေလွှမ်းမိုးသွားတဲ့အတွက်ရေအောက်မှာနစ်ပြီးတေကုန်တာပါဒီမြက်ပင်တွေပုတ်တိုးပြီးပြိုကွဲတဲ့လုပ်ငန်းစဉ်မှာအောက်ဆီဂျင်တွေအများကြီးသုံးစွဲရပါတယ်ဒါကြောင့်ရေထဲမှာပျော်ဝင်နေတဲ့အောက်ဆီဂျင်တွေကုန်သွားပြီးထိုဒေတာရဲ့ရေထုတစ်ခုလုံးအောက်ဆီဂျင်ပြတ်လတ်တဲ့အခြေအနေဖြစ်လာပါတယ်ရေထဲမှာအောက်ဆီဂျင်မရှိရင်ဒီစိတ်မြေကြီးကလည်းပြန်လဲမရှင်တန်နိုင်တဲ့အပြင်ဒေတာခံ၅မျိုးစိတ်များလည်းမရှင်တန်နိုင်တော့ပါဘူးဒီအချိန်မှာတော့ရွှေခူးတွေရဲ့တာဝန်ကျရောက်လာပါတယ်အောက်ဆီဂျင်ပြတ်လတ်နေချိန်မှာတော့သူတို့ကအသက်ရှင်တန်နိုင်ကြလို့ပဲဖြစ်ပါတယ်အရှိမပြောခဲ့တယ်လို့ပဲရွှေခူးတွေမှာအသက်ရှူနည်း2မျိုးရှိပြီးဗဟတ်နဲ့ရောအစုံနဲ့ပါအသက်ရှူနိုင်ကြပါတယ်ပြီးတော့သူတို့ရဲ့အစုံမှာကျုံနိုင်ဆန့်နိုင်တဲ့အစုပ်ပြွန်တစ်ခုပါရှိပြီး8စင်တီမီတာလောက်အထိဆန့်ထုတ်နိုင်ပါတယ်သူတို့ကရေထဲမှာအောက်ဆီဂျင်မရှိလဲကိစ္စမရှိပါဘူးအဲ့ဒီအစုပ်ပြွန်ကိုရေမျက်နှာပြင်ပေါ်ကိုဆန့်ထုတ်ပြီးလေကောင်းလေတန့်ရှူနိုင်တာဖြစ်လို့အလွန်အဆင်ပြေပါတယ်အောက်ဆီဂျင်အပြည့်ရှူပြီးရင်တော့ရွှေခူးတွေရဲ့လုပ်ငန်းစတင်ပါပြီသူတို့ကရေအောက်ကိုဆင်းသွားပြီးပုတ်တိုးနေတဲ့မြက်ပင်တွေကိုအငန်းမရစားတုံးကရေကိုတန့်စင်ပေးပါတယ်ရွှေခူးတွေရဲ့နေရောညပါစူးစမ်းလှုပ်ဆောင်မှုကြောင့်စိတ်မြေရဲ့တဘာဝပတ်ဝန်းကျင်ကလည်းကျန်းမာရေးပြန်ကောင်းလာပြီး၅မျိုးစိတ်များလည်းရှင်တန်ခွင့်ရခဲ့ပါတယ်ဒါကြောင့်ရွှေခူးတွေကသူတို့ရဲ့ဇာတိမှာတော့ရွာသူရွာသားအားလုံးရဲ့မျှော်လင့်ချက်လို့တင်စားရလောက်အောင်အလွန်အကျိုးပြုပါတယ်ရွှေခူးတွေဟာထိုဒေတာရဲ့ငှက်မျိုးစိတ်များအတွက်အစာအရင်းအမြစ်ဖြစ်တဲ့အပြင်ခိုင်မန်မီချောင်းတွေကတော့ရွှေခူးတွေကိုစားရတာကြိုက်ကြပါတယ်ရွှေခူးတွေကိုစားတဲ့သားရဲတွေထဲမှာအထူးခြားဆုံးလို့ပြောရမှာကတော့ snake kite လို့ခေါ်တဲ့စွန်တစ်မျိုးပါပဲဘာလို့လဲဆိုတော့ဒီစွန်တွေကရွှေခူးတစ်မျိုးတည်းကိုပဲအဓိကစားတုံးပြီးတခြားဘာမှတိတ်မစားကြလို့ပဲဖြစ်ပါတယ်ရွှေခူးတွေကိုစားတောက်တဲ့အလေးအထားကြောင့်ဒီစွန်တွေရဲ့နှုတ်တီးတွေဟာတိတိတာတာပြောင်းလဲနေတာကိုတွေ့မြင်နိုင်ပါတယ်သူတို့ရဲ့အပေါ်နှုတ်တီးကတခြားလင်းယုံတွေတိမ်ငက်တွေထက်ကိုပိုတေးပြီးပိုရှည်လျားပါတယ်ဒါကလည်းခယူအသားကိုထုတ်ယူစားတောက်ရမှာအဆင်ပြေဖို့ရန်အတွက်စင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်ဒီစွန်တွေကရွှေခယူတွေရှိတဲ့စိတ်မြေနဲ့ရွှွန့်နွန်တော်တွေမှာနေထိုင်တတ်ကြပါတယ်တခါတရံတစ်ကိုင်းပေါ်မှာနားနေတတ်ပြီးတခါတရံကောင်းကင်ပေါ်မှာပြန်ဝဲနေရင်းနဲ့ရေမျက်နှာပြင်ပေါ်ကိုအမြဲစောင့်ကြည့်နေတတ်ပါတယ်အသက်ရှူဖို့ရန်ရေပေါ်တက်လာတဲ့ရွှေခူးတစ်ကောင်ကိုတွေ့ပြီးဆိုရင်တိမ်ငက်တွေယုံကိုတုတ်တလိုမျိုးထိုးဆင်းလာပြီးခြေတဲတွေနဲ့ရွှေခူးကိုဖမ်းဆုပ်ကလုံခြုံတဲ့နေရာကိုယူသွားပြီးမှစားတုံးပါတယ်သူတို့မှာပုံမှန်စားတောက်နေကြတင်းငုတ်တစ်ကိုင်းလိုမျိုးစပွဲခုံလေးတွေရှိတတ်ပြီးအမြဲတမ်းအဲ့တနေရာတဲကိုပဲပြန်လာစားတတ်ကြပါတယ်ဒါကြောင့်သူတို့ရဲ့စပွဲခုံအောက်မှာခယူးအခွန်တွေအပုံလိုက်တွေ့ရတတ်ပြီးလူတွေနေကြစိတ်စားပြီးရင်နေကြစိတ်အခွန်တွေအများကြီးပုံထားတယ်လို့ပါပဲရွှေခူးနဲ့လဲခူးကိုလွဲမားနိုင်တဲ့အတွက်ဘယ်လိုခွဲခြားမလဲဆိုတာကိုပြောပြပေးပါမယ်အဓိကအားဖြင့်အချက်၃ချက်ကိုကြည့်ရပါမယ်ပထမတစ်ခုကပုံတံတန်ပါလဲခူးကပိုးချွန်ပြီးရွှေခူးကပိုပြားပါတယ်ဒါကသူတို့နှစ်ခုရဲ့အထင်ရှားဆုံးကွာခြားချက်ပါဒုတိယတစ်ခုကအယောင်ပါလဲခူးအခွန်ရဲ့အယောင်ကနည်းနည်းစိမ့်ပြီးရွှေခူးကတော့အနည်းငယ်ဝါပါတယ်နောက်ဆုံးတတိယအချက်ကသူတို့ရဲ့အခွန်မာကျော်မှုကမတူညီကြပါဘူးလဲခူးအခွန်ကရွှေခူးထက်ပိုးမာပြီးရွှေခူးအခွန်ကပိုကျွတ်ဆက်ပါတယ်ဒီအချက်၃ချက်နဲ့ရှင်းကြည့်ပြီးခွဲခြားနိုင်ပါတယ်ရွှေခူးတွေကိုရှင်းလင်းဖယ်ရှားရမှာထိုင်းနိုင်ငံကနီလန်တစ်ခုကလည်းအလွန်ကောင်းမွန်ပါတယ်သူတို့ကစပားရိတ်သိမ်းပြီးတိုင်းဘဲအကောင်ရေထောင်ပေါင်းများစွာကိုလဲကွင်းထဲလွတ်လိုက်ပါတယ်ဘဲတွေကရွှေခူးတွေအပြင်တခြားအင်းဆက်ပိုးမွားတွေကိုပါတခါတည်းစားသုံးရှင်းလင်းပေးတော့ပါတယ်
ဒါဟာနောက်တရာဒီစပားစိုက်ပျိုးဖို့ရန်အတွက်ပြင်ဆင်ပြီးသားဖြစ်တယ်လို့ဘဲတွေကလည်းပရိုတင်းဓာတ်နဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားရလို့ဥရာမှာပိုအထောက်အကူဖြစ်စေပါတယ်။လေဓမာရောဘဲမွေးမြူတူတွေအတွက်ပါအကျိုးရှိတဲ့အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။ရွှေခရူးတွေကိုစားလို့ရသလားဆိုရင်စားလို့ရပါတယ်။အစာကလေးကစားတုံးဖို့အတွက်ဆိုပြီးမှတင်သွင်းခဲ့တာပါ။ချက်ပြုတ်ချိန်မှာသူတို့ရဲ့ဥတွေကိုဥစွာဖယ်ရှားပြီးမီးပြင်းပြင်းနဲ့မိနစ်20လောက်ကြက်အောင်ချက်ပြုတ်ပြီးမှစားဖို့ရန်အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ရွှေခရူးတစ်ကောင်မှာကပ်ပါးကောင်အကောင်ရေ6000လောက်ပါဝင်နိုင်တဲ့အတွက်ကြက်အောင်မချက်ပဲစားမိရင်ပြင်းထန်တဲ့ယောဂါတွေဖြစ်ပွားစေနိုင်ပါတယ်။ရွှေခရူးမှမဟုတ်ပါဘူး။ကျွန်တော်တို့နေ့စဉ်စားတုံးနေတဲ့အတားငါးတွေကိုလည်းကြက်အောင်ချက်ပြီးမှစားကြရတာပဲဖြစ်လို့သဘောတရားချင်းကတော့အတူတူပါပဲ။နောက်ပြီးသူတို့ရဲ့ဥတွေမှာအစိတ်ရှိတဲ့ဓာတုတွက်ပေါင်းများစွာပါဝင်ပြီးပူပြင်းစွာချက်ပြုတ်လဲထိုအစိတ်တွေကပြက်ပြဲသွားခြင်းမရှိတဲ့အတွက်စားတုံးမိပါကဓာတ်မတည့်မှုဖြစ်နိုင်ပြီးပြုတ်အံခြင်းအရေးပြားရရန်ခြင်းအပြင်အတဲနဲ့ကြောက်ကက်ပျက်စီးသည့်အထိဖြစ်နိုင်တဲ့အတွက်သူတို့ရဲ့ဥတွေကိုမစားမိဖို့ရန်အထူးတတိပြုရပါမယ်။ဒါကြောင့်စပားပင်တွေကိုဖျက်ဆီးတဲ့ဒီရွှေခရူးတွေရဲ့ဥနီနီရဲရဲတွေကိုလမ်းမှာတွေ့ရှိခဲ့ရင်ခြေဖြတ်ပစ်ဖို့ရန်အကြံပြုကြောင်းပြောဆိုရင်းဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။နောက်အစီအစဉ်တွေမှာပြန်ဆောင်ကြပါမယ်။